လိုက်ကိုကြည့်နေတဲ့ပြည်သူအပေါင်းမင်္ဂလာပါရှင်ကျမကတော့ချောင်းမြို့ဘူပေတရဲ့မအေးဖြစ်ပါတယ်ကျမသားလေးကြာဆုံးသွားတဲ့နောက်ပိုင်းမှာဒီစစ်မိတ်စာတွေနဲ့ကျမတို့တိုက်ပွဲဝင်တဲ့အချိန်မှာကျမသားလေးကြာသွားတယ်ဘာလို့ကြာသွားတာလဲလို့ပထမတော့ကျမမျက်ရည်ကျတယ်နောက်ဘာလို့ကြာသွားလဲဆိုပြီးကျမစဉ်းစားတဲ့အချိန်မှာငါတို့ဘက်မှာလက်နက်ခဲယမ်းမပြည့်စုံလို့ကျမတို့ကကျမသားဒီလိုဖြစ်သွားခဲ့တယ်နော်ကျမဝမ်းနေခဲ့တယ်ပထမတော့နောက်တော့ငါဝမ်းနေနေကြမလို့ငါဟာသားကောင်းမိခင်ကဖြစ်ရမယ်ဆိုတဲ့စန္ဒနဲ့အားတင်းခဲ့တယ်ကျမရဲ့သားရဲ့အလောင်းကိုမကောက်နိုင်ခဲ့ဘူးကျမတို့မှနောက်ကစစ်ကြောင်းလိုက်လို့ကျမတို့ရှေ့ကပြေးခဲ့ရတယ်အသက်လူပြီးတော့နောက်တနေ့မှကျမတို့ကောက်ပြီးတော့ကျမတို့တကြိုခဲ့ရတယ်ဒါမဲ့သားရဲ့တကြိုတဲ့ဟာကိုကျမမမြင်ခဲ့ရဘူးကျမတို့ပုံအောင်နေရတဲ့အတွက်ကျမလိုပဲကြံတဲ့ရဲဘော်တွေကြာဆုံးတဲ့မိဘတွေလည်းကျမလိုအဖြစ်မျိုးဖြစ်ကြမှာပဲဘာမှစိတ်အားမငယ်နဲ့ကျမတို့သားသမီးတွေသည်ပြည်သူတွေအတွက်သူတို့ဟာတက်ဆွန်ဆန်ပြတိုက်ခိုက်သွားတာကျမအဲ့လိုပဲကျမစိတ်ထဲမှာတွေးတယ်ကျမသားကိုလွမ်းတဲ့စိတ်နဲ့မျက်ရည်ကျရင်ငါသားဟာကောင်းသောသွားခြင်းဒီစစ်မိတ်စာတွေကိုပြည်သူတွေကာကွယ်တဲ့အနေနဲ့တိုက်ခိုက်ရင်ကြာဆုံးသွားတယ်ဆိုတော့အသိစိတ်နဲ့ကျမအားအင်ကိုကျမအန်ခဲ့ပြီးကျမမျက်ရည်မကျဘူးကျမအခုနောင်ရဲဘော်တွေကအသက်ပေးသွားပြီးတော့ဒီလိုတိုက်ခိုက်သွားတဲ့အတွက်မိဘတွေလည်းကျမလိုပဲခံစားရမှာအခုတိုက်ပွဲဝင်တဲ့ရဲဘော်တွေကိုလည်းဒီလိုမဖြစ်အောင်မိဘပြည်သူအပေါင်းကျမတို့ကတတ်နိုင်တဲ့၍ကူညီပြီးတော့လှူစေခြင်းနဲ့ကျမတို့သားသမီးတိုက်ပွဲဝင်ရတဲ့အချိန်မှာခွေးတွေကိုနိုင်ငံတကာမှာကြီးကုန်းသွားလို့နောက်ဆုတ်ခဲ့ရတဲ့အဖြစ်တွေကအများကြီးရှိခဲ့တယ်လက်နက်ခဲယမ်းမီးကြောင့်မပြည့်စုံလို့ကြီးကုန်းသွားလို့နောက်ဒီအောင်နိုင်ရတဲ့နဲ့နောက်ဆုတ်ခဲ့ရတဲ့အခါပေါင်းကလည်းမရေတွက်နိုင်ဘူးကျမတို့ကပြည်သူကပေးမှဒီတီးစံကိုဝင်ရတာနော်အဲ့တီးစံလုံလောက်လို့ရှိရင်ကျမတို့ရဲဘော်ရအသက်ပေးထားတာပြည်သူတွေလည်းအနည်းနဲ့အများတော့သိစေခြင်းနဲ့တစ်လကိုသူတို့အတက်နိုင်ဆုံး300-400လေးကိုကူလို့ရှိရင်300-400လေးကူတောင်မှပဲလူပေါင်းများသွားလို့ရှိရင်ဒီတော်နိုင်ရအောင်မြင်တယ်ကျမသားလို့အဖြစ်မျိုးလည်းမဖြစ်ဘူးနောက်တိုက်ပွဲဝင်တဲ့ရဲဘော်တွေလည်းပြည့်စုံနဲ့ဆိုတော့ဒီဟာအောင်းကိုအောင်မယ်ကျမအဲ့တန်တေးတာကျမချတယ်နော်ဒီကျမသားလို့တိုက်ပွဲကြသွားတဲ့မိဘကြီးလည်းဘာမှအားမငယ်နဲ့ကိုသားသမီးဟာကောင်းသောကြာဆုံးခြင်းခုတိုက်ပွဲဝင်တဲ့ရဲဘော်တွေကိုနဲ့ခင်ရပြည့်စုံအောင်လှူကြပါကူကြပါတတ်နိုင်သူရဲ့ဒီကျမတို့ဒီပြည်သူတွေကလှူတဲ့ဟာဒီကျမတို့တိုက်ပွဲဝင်တဲ့ရဲဘော်တွေအသက်အန္တရာယ်အထိကိုက်နဲပါတယ်ဆိုတဲ့အကြောင်းကျမပြောကြားချင်ပါတယ်ကိုနေတတ်တယ်လို့ငါနဲ့မဆိုင်ဘူးဆိုတဲ့ပုဂ္ဂိုလ်တွေအများကြီးရှိတယ်နော်အဲ့ဒါကိုသိစေချင်တယ်ကျမတို့ကမိသားစုလိုက်2020နဲ့ကျမပြေးခဲ့ရတာနော်ကျမတို့ဒီလိုမျိုးလှုပ်လာခဲ့တာကျမတို့သားသမီးတိုက်ပွဲသွားဝင်တယ်ကြီးစံမလောက်လို့နောက်ပြန်ဆုတ်ခဲ့ရတယ်ကိုနိုင်မဲ့အချိန်ကျမှအဲ့ဒါမျိုးတွေဖြစ်မျိုးဖြစ်တာဒါဘာကြောင့်လဲပြည်သူအင်အားနည်းလို့ကိုနဲ့မဆိုင်ဘူးဆိုတဲ့ပုံစံမျိုးဖြစ်လို့နော်အဲ့ဒါပြည်သူတွေကိုလည်းဒီလိုမနေပါနဲ့အမြန်ဒီတိုက်ပွဲကြီးအမြန်ပြီးစေခြင်းလူကြပါကူကြပါ
ဒီစစ်မိတ်စာတွေပြုတ်ကြတဲ့တနေ့ဟာအေးစေးစေးနဲ့မော်မော်မှုဝင့်ဝင့်နဲ့ရရတင်းနေခဲ့နေနိုင်တဲ့လူတွေဖြစ်မှာပါကျမသူ့မှားကြမှာတယ်နော်ပြည်သူအပေါင်းလည်းဘယ်နေ့ကိုပြီးမှလဲဘယ်နေ့ကိုပြီးမှလဲပြည်သူအင်အားရှိမှပြီးမှာပါဒါမဲ့ပြီးမယ်ပြည်သူအင်အားနည်းရင်ကျမတို့နည်းနည်းကြမယ်ပြည်သူအင်အားများရင်ကျမတို့ရဲဘော်တွေအသေးခံတိုက်မယ်ဒီတစ်ချက်ကလေးတော့ကျမမှားကြပါတယ်လှူကြပါကူကြပါတောင်းပန်ပါတယ်နော်အများပြည်သူများလည်းအားကိုးပါတယ်နော်အားလုံးကိုကျေးဇူးတင်ပါတယ်လို့ဟုတ်ကဲ့ရှင်ကျမသားလေး2ယောက်ထဲမွေးထားတာပါသားအကြီးကောင်ရဲ့မိသားစုကလင်မယား2ယောက်ဆုံးသေလို့ကလေး2ယောက်ကကျမတို့ပေတနဲ့ကျမနဲ့ထိမ့်သိမ့်ခဲ့ရတာပါဒီလိုထိမ့်သိမ့်ခဲ့တဲ့အချိန်မှာဒီလိုစစ်ဖြစ်တဲ့ဒီလိုမျိုးတော်လန်ရေးဖြစ်တဲ့အချိန်မှာပေတသူကတော်လန်ရေးလုပ်တဲ့အချိန်မှာအမေသားဒီလိုလုပ်မယ်ပထမတော့သားလေးတယောက်တည်းဆိုတော့ကျမမလုပ်စေချင်ဘူးနောက်ကြတော့ဒါသူနီးသူဟန်နဲ့လုံးမှာပါလေဆိုပြီးကျမသူ့မနိုင်လို့လက်လွတ်ထားရတယ်အဲ့ဒီတစ်ချိန်မှာသူရှိရလုပ်တယ်ကျမနောက်ကစားဝင်နေရေးကိုကျမတစ်နှစ်ကြော်2နှစ်နီးပါးကိုကျမရှာဖွေကြွေးခဲ့တာနောက်မြို့မှာနာမည်ပေါက်သွားတော့ထောက်ဖို့တယောက်မိသွားတော့နာမည်ပေါက်သွားတယ်ကျမတို့တော်ရဲပြေးခဲ့ရတယ်တော်ရဲမှာလည်းသားလောက်တာကိုကျမပြောဆိုအမေသားဒီမှာနေမယ်အမေဒီမှာနေဆိုကျမနေခဲ့ရတယ်ဘာလဲဆိုတော့သားရဆန္ဒအဲ့လိုမျိုးကျမကိုနေခဲ့ရတာဒီမြို့ပေါ်မှာကျမလောက်ဘဝဆိုးတဲ့လူမရှိဘူးတလကို2000 3000အိမ်စီလှူနိုင်လို့ရှင်ကျမတို့ဒီတော်လိုင်းတော်တော်ပြီးပြီ6မြို့ကဂျားနေဝါဒအများကြီးပဲခွေးတွေကဝင်လို့သူ့သားသမီးဆွဲတယ်ကိုသားသမီးဆွဲဆိုတော့380တောင်းလဲပေးတယ်390တောင်းလဲပေးတယ်နော်ကျမတို့တော်လန်ရေးကြတော့သူတို့နဲ့မဆိုင်သလိုကိုနဲ့မဆိုင်သလိုဒါမဲ့သူတို့တမိုင်းသူရေးရကိုတမိုင်းကိုရေးတာပါကျမအားမငယ်ဘူးဒါမဲ့တခုတော့ရှိတယ်အခုကျမတို့မှာသားမရှိဘူးမြီးတယောက်ရှိသေးတယ်မြီး2ယောက်ရှိတယ်ယောက်ျားလေး1ယောက်ယောက်ျားလေးလည်းဒီလိုပါပဲသူ့ဦးလေးလိုဆေးအားထက်တန်တယ်အဲ့ကြကိုလည်းသားမရှိဘူးကိုမတိုက်ခိုက်နိုင်ဘူးမလုံနိုင်ဘူးတတ်နိုင်ဘက်ကကျမပါဝင်တယ်ကျမငွေတော့မပါဝင်နိုင်ဘူးပေါ့နော်ကိုကဘာလို့ဆိုတော့အခုကအဖွဲ့အစည်းကကျမတို့ပံ့ပိုးထားတာမဟုတ်နော်ခိုင်ရန်ကထောက်ပံ့တယ်အဲ့ဒါလေးတွေနဲ့ကျမတို့ကစားနေရမို့လို့အဲ့ကြတော့ဒီပြည်သူတွေဒီရဲဘော်တွေကိုရှေ့ကတိုက်တဲ့အချိန်မှာနောက်ကပံ့ပိုးရင်2နှစ်ကြာမှ1နှစ်ပဲကြာမယ်ပံ့ပိုးမှုများရင်ကျမတော်လိုင်းရေးအကြောင်းလဲကျမနားမလဲဘူးကျမရင်ထဲမှာရှိရအောင်ကျမပြောတာအခုဟာပြည်ပနဲ့ပြည်ပကိုအားကိုးပြီးတော့ဒီတော်လိုင်းရေးကဒီလိုဖြစ်နေတာပြည်ပမရှိရင်ကျမတို့ပြည်တွင်းနေဆိုကျမတို့ရှုံးပြီနော်အခုချိန်ကမှစက်ကစားတော်တော်နှိမ့်ကြသွားပြီအင်းတိုင်းအားတိုင်းနဲ့ပြည်သူကလားလစဉ်တိုင်းလှူမဲ့ဆိုရင်ကျမတို့ဒီပြည်စံရိတ်ခအကုန်ပြည့်စုံမဲ့ဆိုကျမတို့ရဲဘော်တွေအထီလဲနဲတယ်လက်နဲ့ကျမတို့ဘက်ကလက်နဲ့အင်အားမကောင်းတဲ့အတွက်ရဲဘော်တွေဒီလိုကြွေလွတ်နေရတာသူတို့ဘက်ကလက်နဲ့ကောင်းတယ်ကျမတို့ဘက်ကလက်နဲ့မကောင်းဘူးသူတို့ကစစ်ကြောင်းမထိုးဘူးလေရင်နဲ့စော်တယ်ကျမတို့မှအိုက်ဟာတွေမရှိဘူးအဲ့လိုကျမတို့ဘက်ကခန်းနေရတာအဲ့ကြတော့ဖြစ်စေချင်တာနှမ်းတက်လုံးနဲ့
ရဲ့စီပိုးမထွက်ဘူးဆိုရင်စုဝါများရင်ဖြစ်ကိုဖြစ်လာမယ်မြန်မြန်နဲ့ပြီးမယ်အခုကတော်လိုင်းရဘလို့လုံးလို့လားမေးကြတဲ့လူရွက်ရှိတယ်မပြူလက်မပါဘူးသူတို့သားသမီးတွေဆွဲသွားပြီဆိုလောက်ကြပါဦးဘလို့ပဲချမ်းသာနဲ့သူကဒီအဖွဲ့အစည်းတို့ဆက်သွယ်တယ်ပါသွားမှကျမတို့မတတ်နိုင်ဘူးလေအရင်တည်းကဒီတော်လိုင်းရေးစိတ်မိဘရရှိရင်ဒီခွေလက်ထက်မပါနဲ့ဒီထက်ပါနောက်တစ်ချိန်မှာသေးသွားတော့မှဒါမှော်ကွင်းဝင်တယ်ဟိုကခွေးသားလက်သားစားကြီးသားထားခဲ့မှာနော်တမန်းဝင်မှုအဲ့တော့ကျမမှလည်းမီးတယောက်ရှိတယ်ကျမလည်းဒီလိုပဲဆုံးဖြတ်တယ်နော်အဲ့တော့ဒီပြည်သူများနှစ်ကြာနဲ့တို့နေစေခြင်းမလူနဲ့မြန်မြန်ပြီးစေရင်လူကကျမတို့ဘက်ကအင်အားတောင့်တင်းတယ်လက်နဲ့အင်အားမရှိရစိတ်ခံစားချက်ပြင်းထန်တယ်ကလေးရစိတ်ခံစားချက်နဲ့တိုက်တယ်အသေးခန်းတိုက်တယ်သူ့ဘက်ကစိတ်ခံစားချက်မရှိဘူးအဲ့တော့အတတ်နိုင်ဆုံးလေးပြည်သူများအားစိုက်ပြီးလှူကြကူကြမယ်ဆိုရင်အမြန်ဆုံးပြီးပါတယ်လို့ကျမအဲ့ဒါပဲပြောချင်ပါတယ်ကျန်တဲ့ကြာဆုံးသွားတဲ့ရဲဘော်မအေးတွေလည်းအားမငယ်ကြပါနဲ့ကိုသားသမီးဟာကောင်းသောမော်ကွင်းတင်ခြင်းနဲ့ဖြစ်သွားတာနော်အားလုံးကိုကျမအကုန်လုံးဘာလုံးဆိုတော့အားပေးပါတယ်လို့ကျမကတော့မြိတ်မကြဘူးကျမသားဒီကောင်းသောတမန်းဝင်ခြင်းနဲ့မြိတ်မကြဘူးကျမသားကိုဂုဏ်ယူတယ်လေးစားတယ်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်